ဒီနေ့အထိသုံးမှုတဲ့ make up တွေထဲမှာတဲ့ဘီမီအကြိုက်ဆုံးပဲတဲ့နှကန်းတွေလေးလည်းကြိုက်တယ်တဲ့ဒီနေ့ကိုမပြတ်ဘူးတဲ့အရန်ကျဉ်းနှက်စရာပါတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နေနေကဒီဘီမီ skin care နဲ့ cosmetic ပေါ်မှာအများကြီးစူးစမ်းထားတယ်အများကြီးအားစိုက်ထားတယ်အဓိကပေါ့နော်ဒီကိုယ့်ရဲ့ product ကိုသုံးစွဲတဲ့မိဘပြည်သူတွေမျက်နှာအသားရည်ထိခိုက်ပျက်စီးခြင်းလုံးဝမရှိစရာဘူးဆိုတာကိုနံပါတ်1ဦးစားပေးပြီးတော့ခေါင်းထဲမှာထည့်ပြီးတော့စဉ်းစားပါတယ်။နောက်ပြီးလို့ရှင်နံပါတ်2ကကျတော့ပေးရတဲ့ဈေးနဲ့တန်နဲ့ result ကိုရစီချင်တာဖြစ်ပါတယ်ဒါကိုလည်းနီနီခေါင်းထဲမှာအများကြီးထည့်ပြီးတော့စူးစမ်းထားရပေါ့နော်အဲ့အတွက်ကြောင့်မလို့တကယ်တမ်းဒီ BB Skin Care နဲ့ Cosmetic လေးကတကယ်တမ်းထွက်လာတဲ့အခါမှာ customer လက်ခံတဲ့ပစ္စည်းလေးမိဘပြည်သူတွေလက်ခံတဲ့ပစ္စည်းလေးဖြစ်လာရပေါ့နော်အခုဒါ BB ရဲ့ Triple Play Makeup ရဆိုရင်လူတော်တော်များများမသိတဲ့သူမရှိတော့ဘူးပေါ့နော်မြန်မာတနိုင်ငံလုံးတကယ်ဝက်ကွဲရောင်းရတဲ့ Triple Play Makeup ရေပေါ့နော်ဘူးလေးလည်းလာတယ်အထုပ်လေးလည်းလာတယ်ဘူးလေးကကျတော့တဘူးကို3500ကျပ်အထုပ်ကလေးကကျတော့တစ်ထုပ်ကို12500ကျပ်ပေါ့နော်နှကန်းနီလေးကတစ်ချောင်းကို2000ကျပ်ပေါ့နော်ဒီလိုမျိုးပေးရဈေးလေးနဲ့တန်အောင် quality လေးကိုကောင်းကောင်းလေးလုပ်ပေးထားတဲ့အတွက်ကြောင့်လည်းအခုချိန်ထိ customer တွေလက်ခံနေရပြီဖြစ်ပါတယ် BB Skin Care နဲ့ Cosmetic က3နှစ်တိုင်းဈေးကွက်ထဲမှာအခိုင်အမာရပ်တည်ခဲ့ပြီးတော့နီကိုတိုင်း bad feedback ကိုတစ်ခါမှဖြည့်ရှင်းခဲ့ရခြင်းလုံးဝမရှိပါဘူးเนาะ skin care နဲ့ cosmetic ဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်နှစ်သက်သူရှိမယ်မကြိုက်တဲ့သူရှိမယ်ဒါပေမဲ့လို့ BB skin care နဲ့ cosmetic ကြောင့်မျက်နှာအသားရဲ့စုပ်ပြတ်ပျက်စီးသွားတဲ့သူအခုချိန်ထိမတွေ့ရသေးဘူးပေါ့နော်အကယ်၍ပေါ့နော်ဒီ BB skin care နဲ့ cosmetic ကိုသုံးစွဲပြီးလို့မျက်နှာအသားရဲ့ပျက်စီးသွားရဆိုရင်လည်းနည်းနည်းကိုယ်တိုင်ဓာတ်ရိုက်လာပြီးတော့လည်းပြောလို့ရပါတယ်message request ကတော့၎င်းပေါ့နော်ဒီ message share box ကတော့၎င်းဒီဖုန်းနံပါတ်တွေကတော့၎င်းလာရောက်ဆက်သွယ်ပြီးတော့ဖြည့်ရှင်းလို့ရပါတယ်နင်းဒီဘက်ကလည်းအဲ့လောက်ထိကိုအာမခံပြီးတော့ရောင်းပေးနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်ကျေးဇူးအများကြီးတင်တယ်ခုလိုမျိုး review လေးတွေပေးတယ်ဘီမီမှဘီမီပဲတခဲနဲ့အားပေးချတယ်တယောက်ချင်းစီအောင်လည်းနေရကျေးဇူးအများကြီးတင်ပါတယ်ရှင်